ကဲထည့်ပြီးပြန်မထုတ်ချင်တာပါလဲဆိုတာခင်ဗျားတို့ရောပြောခဲ့နော် ဟေး ဘာတော့ ထည့်ပြီးပြန်မထုတ်ချင်တာပါ ထည့်ပြီးပြန်မထုတ်ချင်တာ ဘာထင်လဲ ဟာစားပြန်ပြီမင်းဝမ်းထည့်ပြီးပြန်မထုတ်ချင်တာ အဲ့တော့လေတဲ့ဟာပေါ့နော် ဖြေဒီ ကောင်းစားတော့ရေးကြီးကကောင်းစားတော့မရတော့ ငါပြောလိုက်တော့တနေ့ကြီးအနှစ်ကြီးပြတော့မယ် တိတ်ဖြေဘော ဟာ ဟာ ထည့်ပြီးပြန်မထုတ်ချင်တာနင်ကလည်းငါပြောလိုက်ရင်တော့ကွာ ပြောလိုက်ဒီကွာမင်းကလည်း ငါသိတယ်ကွာဒါမဲ့ငါနေ့အဖြေပဲနားထောင်လိုက်တော့မယ်လို့ထည့်ပြီးပြန်မထုတ်ချင်တာငါသိတယ်ဒါမဲ့နင်ငါမဖြေနိုင်ဘူးပဲသဘောထားလိုက်ကွာနင်ပါလေပြောအဲ့ဒါထည့်ပြီးပြန်အေးသေးကြတယ်ပြော အဲ့ဒါပြောရတော့မှာ ဖြေချင်တာပါလေပြော ထည့်ပြီးပြန်မထုတ်ချင်တာပတ်စံအိတ်ဒီ ပတ်စံအေးတခြားဘာမှမတွေးနဲ့ ထည့်ပြီး တော့မသိ ထည့်ပြီးပြန်မထုတ်ချင်တာ သူပြောတာမှန်တယ် ငါထင်တော့လွယ်သွားတယ်ကွာ